ပရိသတ်ကြီးခင်ဗျာပြီးခဲ့တဲ့မေလ22ရက်နေ့တောက်ကြနေ့ကပဲခူးမြို့မှာဘလို့မှမမျှော်လင့်ပဲကလေးငယ်၄ဦးစလုံးတပြိုင်တည်းရင်နစ်ဆုံးချုံခဲ့ရတဲ့သတင်းကြောင့်တနိုင်ငံလုံးကပြည်သူတွေရင်ထုမနာဖြစ်ခဲ့ကြရပါတယ်အခုလိုအပြစ်မဲ့တဲ့ကလေးငယ်လေးတွေရဲ့အသက်တွေအနာဂတ်တွေရုတ်တရက်ဆုံးရှုံးသွားခဲ့ရတဲ့ဖြစ်ရဆိုးကြီးဟာမိဘဆွေမျိုးတွေအတွက်တော့ကဘာပြစ်မတက်ခံစားရတဲ့တောကမိတောက်ကြီးဖြစ်နေကြတာပါဆုံးရှုံးသွားရရှာတဲ့ကလေးငယ်လေးတွေကတော့ပဲခူးအားထကတစ်ကအသက်10နှစ်အရွယ်မတ်ဒါထာရွှွန်းလဲEC ကိုပိုင်အထက်တန်းကျောင်းကအသက်10နှစ်အရွယ်မောင်ဖြိုးစာနီလင်းအလာက10ကအသက်73နှစ်အရွယ်မစုပုံချင်းနဲ့အလာက10ကအသက်17နှစ်အရွယ်မောင်မပိုးဝဒီတို့ပဲဖြစ်ကြပါတယ်။မောင်ဖြိုးစာနီလင်းနဲ့မတ်ဒါထာရွှွန်းလဲတို့ကတော့မောင်နှမဝမ်းခွဲတွေတော်ဆက်ကြတာပါ။ဒီဖြစ်ရဆိုကြီးလူမှုကွန်ရက်ပေါ်ရောက်လာတဲ့အခါမှာအကြောင်းစုံကိုတေချာမသိပဲမိဘတွေပေါ်စားလို့မိဘတွေမဆုံးမလို့ကလေးတွေကစိုးသွမ်းလို့ဆိုပြီးမိဘတွေကိုအပြစ်တင်ဝေဖန်နေကြတဲ့ကွန်မန့်တွေကိုအများအပြားတွေ့ခဲ့ရပါတယ်။ဒါနဲ့ပတ်သက်ပြီးသားသမီးကိုဆုံးရှုံးလိုက်ရတယ်လို့မိလို့ပူလောင်နေရတဲ့မိသားစုဝင်တို့ကအခုလိုပဲမူကျွေးပြီးရင်ဖွင့်ရှင်းပြလာပါတယ်။မိဘတွေအတုံးမကျဘူးဆိုတဲ့စကားလာမပြောနဲ့ငါတို့တအိမ်လို့မိလို့ပူလောင်နေကြတာကလေးတွေအဝေးကြီးသူတို့ဘာသာမသွားတတ်ဘူးအသက်18နှစ်အရွယ်ရှိတဲ့ကောင်မလေးကဆိုင်ကယ်ပေါ်ဒီကလေးတွေကိုခေါ်တင်သွားတာကလေးတွေမှာအတိမရှိပေမဲ့သူ့မှာအတိရှိတဲ့နေဝီဖန်ရေးသမားတွေငါတို့ရင်နဲ့ဝင်ခံစားကြည့်တကယ်တော့ဖြစ်ရမှန်ကလူမှုကွန်ရက်မှာဝေဖန်နေကြသလိုကလေးတွေစိုးလို့သွားကြတာလုံးဝမဟုတ်ပါဘူးကလေးတွေဟာမိဘတွေကိုကျူရှင်သွားတယ်လို့ပဲပြောခဲ့ကြတာဖြစ်ပြီးအခုလိုဝေးလံတဲ့နေရာအထိရောက်သွားလိမ့်မယ်လို့မိဘတွေဘက်ကလုံးဝမထင်မှတ်ခဲ့ကြပါဘူးသတင်းချက်လက်များအရကလေးတွေတိတ်ခင်ရတဲ့အသက်18နှစ်အရွယ်အမျိုးသမီးတဦးဟာကလေးတွေကျူရှင်တက်ရမယ့်အချိန်မှာမုံလောက်စားမယ်ဆိုပြီးဆိုင်ကယ်နဲ့ပဲခူးမြို့ဇလက်ထော်ရေလောင်တမန်စီကိုခေါ်သွားခဲ့တာဖြစ်ပါတယ်ဆိုင်ကယ်ပေါ်မှာအဲ့ဒီအမျိုးသမီးနဲ့မိန်းကလေး3ယောက်လိုက်ပါသွားပြီးမောင်လေးဖြစ်သူကတော့စပီးနဲ့နောက်ကလိုက်လာခဲ့တာပါဆယ်ကိုရောက်တဲ့အခါမှာအဲ့ဒီအမျိုးသမီးကသူ့ရေမကူးတတ်ဘူးဆိုပြီးကလေး4ယောက်ကိုပဲရေပေးကူထားခဲ့ပါတယ်ကလေးတွေကလေလူကြီးတယောက်ပါလာတဲ့အတွက်ယုံကြည်ပြီးရေကူးခဲ့ကြရာကနေမစုပုံချင်းနဲ့မောင်ဖြူးစာနီလင်းတို့ကလေး2ဦးဟာဆယ်ရဲ့အလေနာကိုရောက်သွားပြီးနုံနေနဲ့အတူရေနစ်ပါတော့တယ်အဲ့ဒီအချိန်မှာကြံတဲ့ကလေး2ဦးကပါတွားရောက်ကဲတင်ခဲ့ကြပါတယ်ကလေးတွေကအတူတူခေါ်လာတဲ့အသက်18နှစ်အရွယ်အမျိုးသမီးကိုလက်လန်းဆွဲပြီးအကူအညီတောင်းခဲ့ပြီးမြဲအဲ့ဒီအမျိုးသမီးကသူ့ဘာရီနစ်မှာစိုးရိမ်လို့ဆိုပြီးကလေးတွေရဲ့လက်ကိုလွှတ်ချခဲ့တယ်လို့သိရပါတယ်။ဒါတင်မကသေးပါဘူး။အဲ့ဒီအမျိုးသမီးဟာနာရေးကူညီမှုအသင်းကိုအကူအညီတောင်းတဲ့အချိန်မှာ location ဒီနေရာကိုမှားယွင်း share မိခဲ့တာကြောင့်ကဲစေရေးအဖွဲ့တွေဟာအခင်းဖြစ်ပွားတဲ့ဇလက်ထော်စေကိုချက်ချင်းမရောက်နိုင်ပဲအချိန်တွေကြာမြင့်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ဆယ်အနီးကအမျိုးသား2ဦးကကဲတင်နိုင်ခဲ့ပေမဲ့ကြားထဲမှာအချိန်တွေနှောင့်နှေးသွားခဲ့တာကြောင့်အပြစ်မဲ့ကလေးငယ်4ဦးစလုံးရီမုန်းပြီးအသက်ဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။အခုဖြစ်ရဆိုးကြီးဟာတရားရခိုင်နှုန်းခေါ်ဆောင်သွားသူရဲ့ပေါ်စားမှုကြောင့်ဖြစ်ပွားခဲ့တာဖြစ်ပြီးတိတ်ဆုံးသူကလေးငယ်တွေရဲ့မိသားစုဝင်တွေနဲ့ပတ်သက်သူတွေကတော့ကျူးလွန်သူအမျိုးသမီးဟာအသက်ပြည့်သည်ဖြစ်စေမပြည့်သည်ဖြစ်စေဥပဒေအရထိရောက်စွာအရေးယူပေးဖို့တာဝန်ယူမှုတာဝန်ခံမှုရှိစေဖို့ပြင်းပြင်းထန်ထန်တောင်းဆိုနေကြပါတယ်မိဘတွေရဲ့ရင်ခွင်မဲ့ဘဝနဲ့ခံစားနေရတဲ့တောကတွေကိုစာနာပြီးကြပါရန်နဲ့နောက်ဒီလိုရင်ခွဲမတက်ဖြစ်ရဆိုမျိုးထပ်မှန်မကြုံရအောင်လူငယ်တွေအနေနဲ့လည်းအတိတရားရှိထိမ့်သိမ့်ပြီးကြဖို့မိဘအုပ်ထိန်းသူတွေအနေနဲ့လည်းတတိပြုတင်ကန်းစာယူနိုင်ကြဖို့တင်ဆက်ပေးလိုက်ရပါတယ်အပြစ်မဲ့ကွယ်လွန်သွားချတဲ့တားငယ်သမီးငယ်4ဦးစလုံးကောင်းရာတုကတိလာပါစေကြောင်းကျွန်တော်တို့ channel ကနေဆုတောင်းမြတ်တာပို့တာအပ်ပါတယ်ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ကြီးလည်း BND ရဲ့အပေါင်းမှာကင်းဝေးကြပါစေခင်ဗျာ